နင်းကျက်ဥခောက်ဆွဲမစားရသေးမှန်သိလို့ပူတုံးလေးစားလိုက်ဦးချွန်းထောင်မမဒီနေ့ပင်ပန်းသွားပြီမနှက်ပြန်လဲစောစောထက်အောင်မှဆိုတော့နင်းလဲစောစောပြန်အိတ်တော်လေရှုချန်ကမပင်ပန်းပါဘူးငါကနင်းပင်ပန်းမှာကိုစိုးရိမ်နေတာနင်းမနေ့ညကလေးကအခုထိ2နာရီတောင်ပြည့်အောင်မအိပ်ရသေးဘူးတောင်းခံနိုင်ပါမလားရှုချန်နင်းအဖိုးကြီးလူတို့အုပ်စုကိုမုန်းလားမမုန်းပါဘူးငါနည်းနည်းတော့စိတ်နာမိတာပေါ့စိတ်နာတယ်ဟုတ်လားငါအဖေရှိတုန်းကသူတို့အပေါ်မညာတာခဲ့တာမှမဟုတ်တာအဖေနေမကောင်းဖြစ်တဲ့နှစ်ကအလုပ်ပါလို့အလုပ်မရှိရင်တော့လောအားခကိုပုံမှန်တိုင်းပေးခဲ့တာပဲသူတို့ထွက်သွားတာကိုငါမတားဘူးဒါပေမဲ့မထွက်သွားခင်မှာရေစီပိုင်းနဲ့ရေနွေးတွေလာဆက်ထားပြီးထင်းတွေပေါ်ရေတွေလောင်းသွားကြသေးတယ်ဒါကချန်အိမ်တော်ရဲ့ထမင်းအိုးကိုရိုက်ခွဲတာပဲအကူမီးဖို့အစ်စ်ကပထမဆုံးတအိုးကိုဟင်းချက်လို့ရပြီလားမီးဖို့အစ်စ်ကိုဝက်စီနဲ့အရင်နဲ့ရမယ်အဲ့ဒါမှဒဲအိုးမကတ်မှာဟင်းချက်ကြစို့အခုတော့အဆင်ပြေသွားပြီမီးဖို့ကနှလုံးဖြစ်သွားပြီကိုမူလာတန်းကျောင်းကပိတ်တာ300ဆေးရုံကပိတ်တာ200တရက်ကိုပိတ်တာ900ဆိုတော့အခြေအနေကအသေးချာပဲဒီနေ့အတွက်ကိုအရင်ပြီးအောင်လုပ်ဦးမနှက်ဖြန်ကိစ္စတော့မနှက်ဖြန်မှာပဲစဉ်းစားတာပေါ့တထေးချန်ခမားဆိုင်ကဘယ်ချိန်ကလေးကဒီလောက်ကြီးသွားတာလဲပြီးခဲ့တဲ့တစ်ခေါက်လာတော့ကမိဖို့တစ်လုံးပဲရှိသေးတာကိုအခုမှအစ်စ်တိုးလိုက်တာပါဆေးရုံကနေတိုင်းပိတ်တာ200မှနေလို့မိဖို့မတိုးရင်မလုံနိုင်လို့ပါခမားစီစဉ်ထားတာရှိရင်တော့ကောင်းတာပေါ့ဒီနေ့တော့စမ်းတက်တဲ့အနေနဲ့အရင်ဆုံးပိတ်တာ100ပို့ပေးမယ်အဆင်ပြေရင်နောက်ပိုင်းနေတိုင်းပိတ်တာ200ယူမယ်ကောင်းပါပြီဒီနေ့အတွက်ပိတ်တာ100ကတော့ဆိုင်ကယ်ပေါ်တင်ပြီးခမားအရင်မြည်ကြည့်ချင်သေးလားအင်းကောင်းတယ်ပဲပြားကနူးလဲနူးတယ်ကြစ်လဲကြစ်တယ်ပဲနဲ့လဲမွေးတယ်ငါတို့အရင်ယူနေကြဆိုင်တဲ့အများကြီးပူကောင်းတယ်ဒါကတော့ပဲတတုတ်ချင်းစီရဲ့တွင်းကုန်ရက်ဆွဲထွက်ရှိရာဒေတာနဲ့အလေးချိန်ပြီးတော့ပဲပြတတုံးချင်းစီရဲ့လှုပ်ဆောင်တဲ့အချိန်နဲ့အရေးအတွက်တွေကိုအပေါ်မှာအကုန်ရေးထားပါတယ်ခမားအချိန်မရွေးလာစစ်လို့ရတယ်ခမားဆိုင်ကမြို့နယ်တွေကစားတောက်ဆိုင်တွေထက်တောင်ပိုပြီးစနစ်ကျနေပါလားရပြီနောက်ဆိုခမားစီကပဲအတီးယူမယ်ရှို့ချန်ရေးဆေးရုံအော်ဒါပါရသွားပြီနော်ဒါဆိုရင်တရက်ကိုပိတာ900ဖြစ်သွားပြီငါတို့ပဲပြရုံတော့အခြေစိုက်နိုင်သွားပြီအခြေစိုက်နိုင်တာကအစွမ်းမဟုတ်ဘူးခိုင်ခိုင်မာမာရက်တည်နိုင်မှာအစွမ်းအကိုလူဆေးရုံကလည်းချန်ရှို့ချန်ရဲ့ပဲပြားကိုပဲယူတော့တယ်တရက်ကိုပိတာ200တဲ့ဆေးရုံဟုတ်လားအရင်ကအဖိုးကြီးစိုးလို့အိမ်ကယူနေကြမဟုတ်ဘူးလားပြောင်းလိုက်ပြီလေချန်ရှို့ချန်ရဲ့ပဲပြားကပိုကောင်းတယ်လို့ပြောကြတယ်စရင်စရာတွေလည်းရှင်းလင်းနေတဲ့သူတယောက်တည်းနဲ့အော်ဒါတွေအများကြီးကိုအကြာကြီးတောင်းခံနိုင်မှာမဟုတ်ပါဘူးဟုတ်တယ်အကြာကြီးမခံပါဘူးငါတို့ခဏလောက်စောင့်ကြည့်ကြရအောင်အကိုလူငါတို့ကိုယ်တိုင်လည်းဘာအော်ဒါမှမရသေးဘူးလေပဲဘိုးတွေလည်းကြွေးတင်နေတော့မဲ့ကိုဘာလို့လောနေတာလဲချန်ရှို့ချန်ရဲ့အရင်ဒီက2လထပ်ပူပြီးတောက်မခံနိုင်ဘူးအဲ့ဒီအချိန်ကျရင်သူငါတို့ကိုပြန်လာတောင်းပန်ပြီးခေါ်လိုက်မယ်အဲ့ဒီကျရင်3ပုံ1ပုံမဟုတ်တော့ဘူး9ပုံ3ပုံခွဲယူရမယ်အဝမ်းနင်ကအခုတော့အစောပိုင်းတုန်းကထက်အများကြီးပိုတော်လာပြီးပဲအဲ့ဒီတုန်းကနင်ဘဲတောင်တေချာမစိမ့်တတ်ဘူးဘဲစိန်လွန်သွားလို့ပဲရည်တွေချင်းကုန်တာချွန်းထောင်မမနင်လည်းမပြောပါနဲ့တော့အဲ့ဒီတုန်းကငါဘာမှမသိသေးလို့ပါအဝမ်းဒီဘက်လာဦးမြည်ကြည့်လိုက်ဦးဒါနင်ကိုယ်တိုင်အချင်းဖောက်ထားတဲ့အိုးပဲအကိုဒါကမခါတော့ဘူးပဲစားရည်ရဲ့အချိုးစားကကွက်တီပဲမများဘူးမနေဘူးပဲပြားကနူးညံ့ပြီးတော့လည်းဖက်မကြည့်ဘူးမာလည်းမမာဘူးအကိုကျွန်တော်အရင်ကဆရာကြီးလူလို့စီမှာ2နှစ်လောက်လုပ်ခဲ့တာသူတို့ကကျွန်တော်ကိုပဲပြားတဲခိုင်းတာရေးဆေးခိုင်းတာနဲ့ပဲချိတ်ခိုင်းတာပဲလုပ်ခိုင်းတာအချင်းဖောက်တဲ့နေရာကိုပေးမကင်ဘူးကြီးခွင့်တော့မပေးဘူးငါသူ့ကိုမေးဘူးတယ်သူကပြောတယ်နင်ကဖြင်းတယ်တင်လဲအလကားပဲတဲ့နင်ကဖြင်းတာမဟုတ်ဘူးတင်ပေးမဲ့သူမရှိခဲ့လို့ပါအခုကစပြီးနေတိုင်းနင်တအိုးဖောက်ရင်ငါမြင်မဲ့အစင်မပြေရင်တုံးပစ်ပြီးပြန်လုပ်မဲ့အစင်ပြေရင်တော့ဆက်လုပ်တာပေါ့အကိုကျွန်တော်စူးစမ်းတင်ပါမယ်ရှုချန်စစ်စေးရဲ့အဖွဲ့ကလူတွေရောက်လာပြီလာရင်လဲလာတာပေါ့သူတို့ကိုဝင်ခိုင်းလိုက်ပါဒီစီပိုင်းကိုဘယ်နှစ်ရက်တခါဆေးလဲနေတိုင်းပဲစိတ်ပြီးတာနဲ့ချက်ချင်းဆေးပါတယ်ညသိမ့်မထားပါဘူးစီကြီးတွေလည်းမရှိဘူးဒါကတော့နေ့စဉ်လှုပ်ဆောင်ချက်မှတ်တမ်းပါပဲစိတ်နဲ့အချိန်ပဲကြိတ်တဲ့အချိန်အချင်းဖောက်တဲ့အချိန်အိုးတဲကထုတ်တဲ့အချိန်ပြီးတော့နေတိုင်းတန်ရှင်းရေးလုပ်တဲ့မှတ်တမ်းလည်းရှိပါတယ်မိဖို့ခုံချမ်းပြင်ပြီးတော့ကရိယာတွေတစ်ခုချင်းစီမှာတာဝန်ခံလက်မှတ်ထိုးထားတဲ့သူရှိပါတယ်ခင်ဗျားတို့ကကြေးလက်ပဲပြရုံလေးဖြစ်ပြီးတော့မှတ်တမ်းမှတ်ရာတွေကမြို့နယ်စားတောက်ဆိုင်ထက်တောင်ပိုပြီးစစ်ဆက်နေပါလားဘသူတင်ပေးခဲ့တာလဲငါအဖေတင်ပေးခဲ့တာပါသူကပြောဘူးလေအစားတောက်လုပ်တဲ့သူကလက်ပဲညစ်ပတ်လို့ရတယ်စိတ်တက်တော့ညစ်ပတ်လို့မရဘူးလေလက်ညစ်ပတ်ရင်ဆေးလို့ရပေမဲ့စိတ်တက်ညစ်ပတ်သွားရင်တော့ဆေးလို့မရတော့ဘူးတဲ့တထေးချန်ခင်ဗျားတို့ပဲပြရုံကတစ်ခုလုံးခြုံကြည့်ရင်တော့မဆိုးပါဘူးဒါပေမဲ့ပြဿနာအသေးလေးနှစ်ခုတော့ရှိတယ်နေရန်ထောက်မှာကြွက်တွင်းတစ်ခုရှိနေတယ်အဲ့ဒါကိုပိတ်လိုက်ဦးပြီးတော့အလုတ်ခန်းထဲမှာပိုးမော့ကကွယ်တဲ့စကားပြတစ်ခုတက်ထားရင်အကောင်းဆုံးပဲဒီနေ့မွန်းလွဲပိုင်းပဲချက်ချင်းလှုပ်လိုက်ပါမယ်ဟုတ်ပြီဒီတစ်ခေါက်စစ်ဆေးတာကတော့ပြုပြင်ဖို့တတိပေးစာမထုတ်တော့ဘူးနောက်တစ်ခေါက်လာတဲ့ခါကျရင်လည်းဒီလိုပဲကောင်းမွန်နေဦးမယ်လို့မျှော်လင့်ပါတယ်တထေးချန်ဒီတလုံးမှာအစိုးရကရိုးရအစားတောက်လုပ်ငန်းတွေကိုစံပြလုပ်ငန်းအဖြစ်အဆင့်မြင့်တင်ဖို့စံတက်လှုပ်ဆောင်နေတဲ့ခင်ဗျားတို့ပဲပြရုံကအခြေခံကောင်းရှိတော့ရှောက်ထားဖို့စဉ်းစားကြည့်ပါဦးစံပြလုပ်ငန်းဟုတ်လားဘာတိတ်ပဲလဲနမူနာပုံစံလုပ်ရမှာလေအခြားလုပ်ငန်းတွေကအတူယူတင်ယူရအောင်ပေါ့အထောက်ပံ့ကြီးလဲရမယ်ဆိုင်းဖို့လဲရမယ်
ငါအရင်ဆုံးတတ်မှတ်ချက်တွေကိုကြည့်လိုက်အောင်မယ်လုံနိုင်နေဆိုရင်တော့ရှောက်မယ်မလုံနိုင်တာကိုတော့စွမလုပ်ချင်ဘူးဟာခမ ्या ကတော့လေတကယ်ကိုယူသားတာပဲဟုတ်ပြီးပြန်ရောက်ရင်ငါလူလွတ်ပြီးရှောက်တော်ပုံစံပို့ခိုင်းလိုက်မယ်ရှုချန်ရေးစံပြလုပ်ငန်းနဲ့ငါတို့စံပြလုပ်ငန်းဖြစ်တော့မယ်နော်စံပြဖြစ်တာမဖြစ်တာကအဓိကမဟုတ်ပါဘူးပဲပြကိုကောင်းကောင်းမွန်မွန်လုပ်ဖို့ကဘာထက်မဆိုပိုအရေးကြီးပါတယ်အကိုအဖိုးကြီးလူတို့အုပ်စုပြန်လာကြအောင်မလားမသိဘူးနော်ငါလည်းမသိဘူးသူတို့တကယ်လို့ပြန်လာရင်နင်လက်ခံမလားသူတို့ကဒီနေ့မှစိတ်ပုတ်သွားကြတာမဟုတ်ဘူးဒီနေ့မှဖုံးကွယ်မထားနိုင်တော့တာလူကထွက်သွားပြီးစိတ်ကမရှိတော့ရင်ဆွဲထားလို့မရတယ်လို့လူပြန်လာပြီးတော့စိတ်တက်ကမမှန်သေးရင်လည်းပြန်လက်ခံလို့မရဘူးဒါဆိုတကယ်လို့သူတို့တကယ်ကြီးပြုပြင်ပြောင်းလဲသွားရင်ကောပြင်တာကသူတို့ကိုသူတို့ပြန်ကြည့်ဖို့ပြင်တာငါ့ကိုပြဖို့ပြင်တာမဟုတ်ဘူးအကိုခမ ्या တို့ပြဿနာတက်နေတာလားဘာမှမဖြစ်ဘူးချင်းပဲစက်ခုတ်အကိုလူဒီလငါတို့အော်ဒါဘယ်နှခုရလဲအော်ဒါ3ခုပေါင်းမှပဲပြပိတာ100တောင်မပြည့်ဘူးပဲဖို့ကလည်း2000ကျွေးတင်နေပြီးအိမ်လာခကလည်း800ကျွေးတင်နေတယ်ဒီတိုင်းသာဆက်သွားရင်စံပြုတ်တောင်တောက်ရတော့မှာမဟုတ်ဘူးမစူနဲ့ဦးငါနီလန်းစဉ်းစားနေတဲ့ဟွန်းနင်းစဉ်းစားတဲ့နီလန်းဆိုတာခြံရှို့ခြံတောက်မခံနိုင်တော့မဲ့အချိန်ကိုစောင့်နေတာမလားနင်းသွားကြည့်လိုက်ဦးသူကမိဖို့အစ်စ်လဲထပ်တိုးတယ်စေးရုံအော်ဒါလဲရတယ်ပြီးတော့စံပြလုပ်ငန်းတောင်ဖြစ်တော့မယ်တဲ့သူကတောက်မခံနိုင်တာလားတောက်မခံနိုင်တာကငါတို့ဖြစ်နေတာအဖိုးကြီးခြံနဲ့အစပိုင်းတုန်းကဘလို့ပြောခဲ့လဲနင်းပြောတော့သူပဲပြအချင်းဖောက်တဲ့နီလန်းကိုအကုန်မတက်ဘူးဆိုအကျိုးဆက်ကဘာလဲသူဖောက်လိုက်တဲ့ပဲပြကငါတို့ထက်တောင်ပိုကောင်းနေသေးတယ်ဒါကသူ့အဖေချန်ထားခဲ့တဲ့စာအုပ်ရှိလို့လေနင်ကသူဒီငါးနှလုံးလုံးဘာလုပ်နေတယ်လို့ထင်လို့လဲသူကလေးလာတင်ယူနေတာသူငါးနှလုံးလုံးတင်ယူနေခဲ့တာငါတို့ကြတော့ကောငါတို့ကတော့ဖဲရိုက်တယ်အရက်တောက်တယ်ပြီးတော့သူ့ကိုမကောင်းပြောနေခဲ့ကြတာအကိုလူဒါမှမဟုတ်ငါတို့ပြန်သွားပြီးရှို့ချံကိုအမဝင်ခံတောင်းပန်ကြမလားပြန်သွားမယ်ဟုတ်လားဘလို့မျက်နှာနဲ့ပြန်သွားမှလဲအဲ့ဒီနေ့ကပဲပြားယုံမှာငါတို့သူ့ကိုဘလို့ပြောခဲ့လဲဆိုတာနင်မေ့သွားပြီလားငါတို့သာမရှိရင်မိဖို့တောင်မွေးတက်မှာမဟုတ်ဘူးလို့ပြောခဲ့တာလေအခုပြန်သွားရင်မျက်နှာကိုဘယ်နှသွားထားမလဲဟောမျက်နှာကအရေးကြီးလားအသက်ကအရေးကြီးလားငါမိမကငါ့ကိုကွာရှင်းဖို့လုပ်နေပြီးသားဖြစ်သူမင်္ဂလာဆောင်ဖို့ပတ်စံတောင်းတာငါမထုတ်ပေးနိုင်ဘူးအဲ့ဒီအချိန်ကျမှနင်ကငါ့ကိုမျက်နှာအကြောင်းလာပြောနေတာလားနင်တို့မသွားရင်ငါသွားမယ်အကိုလူငါသူ့ကိုသွားဖြောင်းဖြလိုက်အောင်မယ်မဖြောင်းဖြနဲ့တော့သူ့ဘာသာသူသွားပါစေရှို့ချံရည်ဒီအရေးသွေးထိန်းချုပ်မှုဆိုင်ရာအစီအမံဆိုတဲ့နေရာမှာဘာဖြစ်ရမလဲငါတို့လည်းဒါမျိုးကိုအထူးတလဲမလုပ်ဘူးလေပဲပြတတုတ်ချင်းစီရဲ့ထွက်ရှိတဲ့အချိန်နဲ့အတုပ်လိုက်နံပါတ်တွေကိုရေးထားရမယ်ပြဿနာတစ်ခုခုတက်လာရင်ပြန်စစ်လို့ရအောင်ပေါ့ဒါကပဲအရေးသွေးထိန်းချုပ်မှုပဲနင်ဘယ်ချိန်ကလေးကဒီလိုစည်ရင်းတွေလုပ်နေတာလဲငါဘာလို့မသိရတာလဲပထမဆုံးနေ့ကလေးကလုပ်တာပါငါအဖေတင်ပေးခဲ့တာသူကပြောတယ်ပဲပြလုပ်တဲ့သူကပဲပြတတုံးချင်းစီအပေါ်တာဝန်ယူရမယ်တဲ့ပြဿနာတက်လာရင်အရင်းမြစ်ကိုရှာရလွယ်တယ်အဲ့ဒါမှဘလို့ပြင်ရမလဲဆိုတာသိမှာတဲ့အကိုဒုတိယအတုပ်ပဲတွေစိန်ထားပြီးပြီဒီနေ့ရေပူချိန်ကကွက်တိပဲမအေးဘူးမပူဘူးကောင်းပြီဒီနေ့နေအဲ့ဒီအိုးကိုအချင်းဖောက်တာတာဝန်ယူလိုက်ဖောက်ပြီးရင်ငါမြည်ကြည့်မယ်ဒီကလေးကအခုတော့အလုတ်သမားပုံစံတော်တော်ပေါက်နေပြီပဲအခွင့်အရေးဆိုတာသူများကပေးတာမဟုတ်ဘူးကိုယ်တိုင်ရှာဖွေရတာသူကတင်ကျင်စိတ်ရှိလို့ငါကတင်ပေးတာပါရှို့ချန်ဒီနေ့ဝက်ပေါ်တဲ့နေ့အတွက်အသားကောင်းကောင်းလေးယူလာပေးတယ်လက်ပြင်သားမှုလို့ချက်စားရင်တော်တော်မွေးမှာဦးလေးရွှေဦးလေးကငါ့ကိုပတ်စံလဲချေးတယ်အခုအသားပါလာပေးနေတယ်ဒါမျိုးကမတင်တော့ပါဘူးဘာတင်တော်တာမတင်တော်တာလဲနင်တယောက်တည်းဒီလောက်ပင်ပန်းနေတာထမင်းတောင်တည်တည်ချာချာမစားနိုင်ပဲနဲ့အသားကိုပြန်ယူပြီးချက်စားကကိုခန္ဓာကိုအားရှိအောင်လှုပ်ဆန်းပါဦးလေးရွှေအရင်ဆုံး900ပြန်ဆက်ပြရစီကျန်တာကိုတော့နောက်လာမှဆက်မယ်နော်နင်ကလည်းဘာလို့လောနေတာလဲငါကအလောတကြီးပြန်မဆက်ခိုင်းပါဘူးဆိုမှဦးလေးကမလောပေမဲ့ငါကလောတယ်လေအကျွေးတင်နေရင်စိတ်ထဲမှာမတင်မကျဖြစ်နေလို့ပါအင်းတာကအရင်တိုင်းရတာပဲငါမိမကပြောတယ်